ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကဒါဟိုတိုင်းစီတီတွိုင်းတိုင်းစီတီပွဲစီတွိုင်းနဲ့အဲ့ကနေပြီးတော့ချစ်ချတော့အယိုးလွတ်မာလာတွေးလို့ဆိုတော့လိုင်းပေါ်မှာအရင်နာမည်ကြီးနေဆိုတော့ဝယ်လာပါတော့ Sun Prime ရှိမယ်ဆိုတော့ဝယ်လာတာပါဟာဒီစမ်းစားကြည့်မယ်ပေါ့နော်သူကဘုံလိုက်ကျွန်တော်ဖြစ်တဲ့အနံ့လေစက်တုံပြူနန်းလေးဟိုမှုရွာတယ်စက်တုံပြူနန်းလေးရတယ်စမ်းစားကြည့်ပါမယ်နောက်ပါတဲ့ portion ကလည်းအရင်များတယ်တယောက်2ယောက်လောက်စားလို့ရတယ်။2ယောက်စားလို့ရတယ်။ဘာလို့လဲဆိုတော့2ယောက်စားတာအရင်ကောင်းတယ်။ရထားပါတယ်။မတူတပတ်တူကြကုန်ပါပြီ။ဟာပါပြီ။မွေးတယ်။နားရမွေးတယ်။ချက်တော့လို့နှင်းနေတယ်မရှိဘူး။ဘာလို့လဲနေရတာငရုတ်ပြီးစီတက်တယ်။ငရုတ်ပြီးကျုပ်နေစီတက်တယ်။မာလာနဲ့မသိဘူးရအောင်။စားကြပါဦးလို့ဆန်းစားကြည့်နော်။စားကြည့်လိုက်ချင်းမှာတော့စင်ပြေကျွန်တော်ချိုးသွားတယ်သိပြီးတော့မာလာနဲ့မသိမရဘူးအဲ့နှပ်ပြောတယ်ဆိုတော့ဒီနဲ့စက်တော့ဒီအနက်နဲ့လှုပ်ထားတဲ့အနက်မျိုးနေရတဲ့အနက်မျိုးပဲရမာလာရတာအဲ့တော့မရဘူးဟုတ်ကြည့်ပါအရင်ဟိုရတာကြီးစိုးနေတယ်လည်းမပါသလိုအရင်ရတာကြီးကောင်းနေတော့စားလို့ရတယ်အခြေအနေမှာရှိတယ်အဲ့တော့နည်းနည်းတစ်ခုအဆင်ပြေပါလဲဆိုအနက်နဲ့ဟိုစက်တော့ဒီနဲ့လေးနည်းနည်းပြင်းတယ်အဲ့ဒီဟာတော့သိပြီးတော့ကြာချက်တော့ယူနေအရန်ပြင်းနေစားနေချက်တော့ယူနေရမွန်တက်လာတာအဲ့ရတာသိမချိုက်ဘူးချနာကောင်းပါတယ်အဆင်ပြေတော့စီလေးနည်းနည်းများလို့ခံစားရတယ်မဆမ်းစားနေလို့ချက်တော့ယူနေမွန်လာလို့လေဟုတ်တယ်နေလေးစက်တယ်ပေါ့နော်ဒီနေ့မွန်လာတော့လေးတာလေးနဲ့အဲ့ဒါလေးပါပဲချနာကိုစီအဆင်ပြေပါတယ်ချနာကိုကောင်းနေအဆင်ပြေတယ်နေလေးနေရလေးချက်တော့ယူနေမွန်လာတယ်အောင်ကျေးဇူးပါ